ပကံပြည်ရဲ့တော်ဝင်စည်းကမ်းကိုဖောက်ဖျက်မိတာကြောင့်ပြည်내ပေးချင်းခံလိုက်ရတဲ့စစ်သူကြီးကျန်စစ်သားဟာပကံနေပြည်တော်ကိုကြောက်ခိုင်းပြီးလူသူမနည်းတဲ့တောတောင်ရွှေမြောင်နေကြတဲ့မှာပဲလျှို့ဝှက်စာနေထိုင်ခဲ့ရပါတယ်။သူဟာဘလို့ပဲခက်ခဲနာကျင်နေပါစီသူ့ကိုလမ်းနဲ့ပစ်ခဲ့တဲ့နော်ထာမင်းကြီးအပေါ်မှာတံပြန်ပုံကံလိုစိတ်မရှိခဲ့ပါဘူး။ကျန်စစ်သားဟာရာဇပလင်ကိုပြန်လဲတော်လန်မဲ့တစ္ဆာပေါက်တရားမဖြစ်ရှင်တာကြောင့်ခါတီးပြီးကြမ်းတမ်းလာတဲ့တောရင်းသားဘဝကိုသာရွေးချယ်ခဲ့တာဖြစ်ပါတယ်။သူဟာတောနှက်ကြီးတွေထဲမှာတိတိတိဥတွေကိုရှာဖွေစားတောက်ရင်းတားရဲလိမ့်ဆန်တွေရဲ့အနေနဲ့အေးတန်နဲ့အပူရန်တွေကိုအန်တုရင်ဆိုင်ခဲ့ရပါတယ်။တခါတရံမှာရုပ်ဖြတ်ပြီးတော့စင်းရဲသားကြီးရွာလေးတွေထဲမှာတိတ်တဆိတ်ပေါအောင်နေထိုင်ရင်းနဲ့ပြည်သူတွေရဲ့ဒုက္ခဆင်းရဲတွေကိုမျက်မြင်ကြုံတွေ့ခဲ့ရပြီးသူ့ရဲ့နှလုံးသားဟာပြည်သူတွေအပေါ်မှာပုံမနူးညံ့လာခဲ့ပါတော့တယ်။ဒီလိုတောရင်းပြည်နယ်နဲ့ခံရချိန်တစ်လျှောက်လုံးမှာကျန်စစ်သားဟာသူ့ရဲ့နှလုံးသားကိုဖန်ဆားခဲ့တဲ့မနိဆန္ဒမင်းသမီးလေးကိုလည်းနေ့စဉ်လွှမ်းမောတက်တာရင်းနဲ့ရင်မထဲမှာကြေကွဲခြင်းမိတောက်တွေကိုမျိုးသိပ်ထားခဲ့ရပါတယ်။ဒါပေမဲ့ဒီလိုအထီးကျန်ပြီးပင်ပန်းလာတဲ့တောရင်းဒုက္ခတွေကပဲကျန်စစ်သားရဲ့တမဏိစိတ်ဓာတ်နဲ့စွမ်းရည်တွေကိုကြောမသွားစေဘဲနဲ့ပုံမရင်းကျက်ပြီးဉာဏ်ပညာကြီးမားလာစေဖို့အတွက်တဘာဝတရားကြီးကသင်ခန်းစာပေးလိုက်တယ်လို့မျိုးဖြစ်နေခဲ့ပါတယ်။ကျန်စစ်သားဟာလုံလောက်ရိယတွေကိုမလျှော့ပဲတနေ့နေ့မှာတိုင်းပြည်ကသူ့ကိုပြန်လဲလိုအပ်လာမယ့်အချိန်ကိုစောင့်မျှော်နေခဲ့ပါတယ်။ပကံပြည်ကလည်းအစွမ်းထက်ဆုံးစစ်တေနာပတိကျန်စစ်သားမရှိတော့တဲ့နောက်ပိုင်းမှာစစ်ရေးအရာလေးဟာမှုတွေဖြစ်ပေါ်လာပြီးတော့အားနည်းချက်တွေစတင်ပေါ်ပေါက်လာပါတော့တယ်။စစ်သူကြီးကျန်စစ်သားပကံပြည်မှာမရှိတော့ဘူးဆိုတဲ့အားနည်းချက်ကိုကျူးကျော်သူရန်သူတွေကချက်ချင်းသတိပြုမိသွားကြပြီးတော့ပကံရဲ့နေဆက်တွေကိုအလုံးရင်းနဲ့စတင်ချိုးဖျက်ဖို့စစ်ပြင်လာတဲ့အခါမှာတိုင်းပြည်ရဲ့ကံကြမ္မာကဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့နောက်တစ်ပိုင်းမှာစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ။